ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကွန်တော်ကြီး TikTok channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းဒီအနည်းဆက်ဆုံးနဲ့အတေချာဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့ကတင်ဆက်ပေးနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးတွေကို like အောင် follow လေးတွေနှိပ်သွားပါအောင်လို့ကျွန်တော်ဥစားပြောချင်ပါတယ်ဗျဟုတ်ကဲ့ဒီကနေ့ညမှာဆိုရင်တော့ဒီ Champion League ဒီပွဲစဉ်ရှစ်အနေနဲ့စီမံကစားတော့မှာဖြစ်ပြီးတော့ဒီ Champion League ပွဲစဉ်လေးတွေအကုန်လုံးပြန်လည်စီမံထားတာကိုလည်းကျွန်တော်တွေ့ခဲ့ရတယ်ဗျအဲ့ဒီပွဲစဉ်ထဲမှာကျွန်တော်ဒီအနည်းဆက်ဆုံးနဲ့အတေချာဆုံးပွဲစဉ်လေးတွေပြောလို့ရတယ်ဒီ Napoli နဲ့ဒီ Chelsea တို့ပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးအနေနဲ့ပြောပြတော့မှာပဲဖြစ်ပါတယ်ဗျဒီပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးအနေနဲ့မပြောခင်မှာမင်းညကကျွန်တော်ရေးချက်ပေးခဲ့တဲ့ပွဲစဉ်လေးတွေကိုကျွန်တော်ပြန်လည်ပြီးတော့သုံးသက်ပေးပါမယ်ဗျမင်းညကတော့ကျွန်တော်ဒီ channel လေးမှာဆိုရင်ကျွန်တော်ဒီ water farming နဲ့ဒီ hot pine တို့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ဒီ hot pine body လေးရေးချက်ပေးခဲ့မှာ100ရာခိုင်နှုန်းအပြည့်နိုင်ရရှိခဲ့ပါတယ်ဗျနောက်ပြီးကျွန်တော် Telegram ဒီ free channel လေးမှာဆိုလည်းကျွန်တော်3နှစ်မောင်းကလေးရေးချက်ပေးခဲ့မှာ3နှစ်စလုံးက100ရာခိုင်နှုန်းအပြည့်နိုင်ရတာဖြစ်တယ်ကျွန်တော် Telegram free channel လေးကလည်း2 share လမ်းကနေညာလေးညဖြစ်ခဲ့ပါတယ်နောက်ပြီးကျွန်တော် Telegram ဒီ VIP channel လေးမှာဆိုလည်းတပွဲကောင်းလေးတွေအနေနဲ့ကျွန်တော်နှစ်ပွဲတိတိရေးချက်ပေးခဲ့မှာနှစ်ပွဲစလုံးကလည်းဒီရာနှုန်းပြည့်အနိုင်ရရှိတာဖြစ်တယ်ကျွန်တော် Telegram ဒီ VIP channel လေးကဆိုရင်လည်း2 share လမ်းကနေညာလေးညဖြစ်ခဲ့ပါတယ်ကျွန်တော် Telegram VIP channel ရောဒီ free channel ရော TikTok channel လေးရောဒီအော်ဝင်းခဲ့တဲ့ညာလေးတင်ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်1တာ PD ဖြစ်မိတယ်ဒီနေ့ညမှာဆိုလဲဆက်လက်ပြီးအနိုင်ရရှိအောင်ကျွန်တော်တိတိချာလေးကိုဒီရွေးချယ်ပေးတော့မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော် Telegram channel လေးကိုလာရောက် join ကြဖို့ကျွန်တော်ပြောချင်ပါတယ်ဗျကျွန်တော် Telegram channel လေးမှာဆိုရင်ဒီနေ့စဉ်နေ့တိုင်းတဝဲကောင်းလေးတွေနဲ့အတူဒီ model လေးတွေပါရွေးချယ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် Telegram channel လေးကို join ချင်တဲ့ညီကိုတွေကျွန်တော် TikTok profile လေးအောက်မှာဆိုရင် Telegram channel link လေးတွေနဲ့အတူ Viber number လေးတွေပါပူးတွဲချပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် Telegram channel လေးကိုလာရောက် join ကြဖို့ကျွန်တော်ကပြောချင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ပွဲချုပ်သုံးတဲ့ချက်လေးကိုပြန်လည်စတင်လိုက်ရအောင်ဗျဟုတ်ကဲ့ဒီ UEFA Champion League ဒီပွဲစဉ်8အနေနဲ့ရှင်းမှန်ကစားတော့မယ်ဒီ Napoli အတင်းနဲ့ Chelsea တို့အတင်းကိုကျွန်တော်ပွဲချုပ်သုံးတဲ့ချက်လေးပြုလုပ်တော့မှာဖြစ်ပါတယ်ဒီ Ancient Napoli တင်းကတော့ဒီ Italy City ရဲ့ match ပေးစရာမှာသူကဒီ22ပွဲရှင်းမှန်ကစားထားပြီးတော့ရမယ်43မှတ်ရရှိကဒီအဆင့်9နေရာမှာရပ်တည်နေတဲ့အတင်းဖြစ်ပြီးတော့ဒီအဝေးကွင်းဖြစ်တဲ့ Chelsea ကတော့ဒီ Italy ဒီ England Premier League အမှတ်ပေးစရာမှာသူကဒီ23မှတ်တိရှင်းမှန်ကစားထားပြီးရမယ်38မှတ်ရရှိကဒီအဆင့်9နေရာမှာရက်တည်နေတဲ့တင်းဖြစ်တယ်ဗျနောက်ပြီးဒီနေ့တင်းရဆိုရင်ဒီ UEFA Champions League အမှတ်ပေးစရာမှာ9ပွဲစီရှင်းမှန်ကစားထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျဒီ Ancient Napoli တင်းရတော့ဒီ Champions League အမှတ်ပေးစရာမှာ9ပွဲရှင်းမှန်ကစားထားပြီးတော့သူက2ပွဲနိုင်2ပွဲတည်3ပွဲရှုံးဆိုတဲ့ရလက်နဲ့ဒီရမဲ့10မှတ်တာလည်းရရှိပြီးတော့ဒီအဆင့်25နေရာမှာရက်တည်နေတဲ့တင်းဖြစ်တယ်ဗျဒီအဝေးကွင်းပြတဲ့ Chelsea ကတော့ဒီ Champions League အမှတ်ပေးစရာမှာ9ပွဲရှင်းမှန်ကစားထားပြီးတော့4ပွဲနိုင်2ပွဲတည်2ပွဲတာလည်းရှုံးနေထားပြီးတော့73မှတ်ရရှိကဒီအဆင့်10နေရာမှာရက်တည်နေတဲ့တင်းဖြစ်တယ်ဗျဒီလိုအဆင့်25နဲ့အဆင့်10နဲ့တွေ့ဆုံမှုပွဲစဉ်လေးမှာဆိုကျွန်တော်ပထမအောင်ဆုံးအနေနဲ့ဒီအကျော်ပေးမှုလို့ပြောချင်တယ်ဒီနေ့တင်းမှာဆိုဒီအဝေးကွင်းဖြစ်တဲ့ Chelsea အတင်းကတော့ဒီအကျော်ပေးမှုအနေနဲ့ဒီ level ပြ50ရှုံးဆိုတဲ့ခြေတန်းလေးနဲ့ဂိုးပေါင်းစီ3လုံးပြ80 60ခြေတန်းလေးထိပေးထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျ။ဘာကြောင့်ဒီအဝေးကွင်းဖြစ်တဲ့ Chelsea ကဒီလိုခြေတန်းလေးဖွင့်ထားတာလဲဆိုတော့ကျွန်တော်အောက်မှာတိချက်လေးကိုရှင်းပြပါမယ်ဗျ။ဒီ Ancient Napoli တင်းရဆိုရင်ဒီ Italy City ရဲ့နောက်ဆုံးရှင်းမှန်ခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်တော့ဂျူပင်တက်ကို3-0ဆိုတဲ့ရလက်လေးနဲ့ပဲဒီအဝေးကွင်းမှာ clean sheet အနေနဲ့ရှုံးနေခဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်။နောက်ပြီးဒီ Champions League အမှတ်ပေးစရာနောက်ဆုံးရှင်းမှန်ခဲ့တဲ့ပွဲစဉ်လေးမှာဆိုလည်းသူကဒီ Copenhagen ကို1-1ဆိုတဲ့ရလက်လေးနဲ့တည်ထွက်ပေါ်ထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျ။ Ancient Napoli တင်းနောက်ဆုံးရှင်းမှန်ခဲ့တဲ့9ပွဲကိုတွက်ကြည့်လိုက်တဲ့အချိန်မှာသူကဒီတပွဲတာလေးအနိုင်ရရှိပြီးဒီ4ပွဲတည်2ပွဲရှုံးဆိုတဲ့ရလက်လေးထွက်ပေါ်ထားပြီးတော့ဒီ Champions League နောက်ဆုံးရှင်းမှန်ခဲ့တဲ့9ပွဲမှာဆိုလည်းသူရဲ့တိုက်စစ်က9ဂိုးတာလင်ဂိုးသွင်းနိုင်ပြီးတော့ခန်းစစ်ကတော့ဒီ73ဂိုးတိတိဂိုးပြန်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Ancient Napoli တင်းကတိုက်စစ်ပိုင်းမှာဆိုလည်းတော်တော်လေးအားနည်းချက်ရှိပြီးခန်းစစ်ပိုင်းမှာဆိုလည်းတော်တော်လေးအမားများပြီးတော့ဂိုးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တိုက်စစ်ပိုင်းရောခန်းစစ်ပိုင်းရောတော်တော်လေးအားနည်းချက်ရှိတဲ့အတင်းလို့ကျွန်တော်ကမြင်မိပါတယ်ဗျဒီအဝေးကွင်းဖြစ်တဲ့ Chelsea ကတော့ဒီ England Premier League နောက်ဆုံးရှင်းမှန်ခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်တော့သူကဒီ Crystal Palace ကို 1-3 ဆိုတဲ့ရလက်လေးနဲ့ပဲဒီအဝေးကွင်းမှာအနိုင်ရရှိထားတာကျွန်တော်တွေ့ခဲ့ရတယ်။နောက်ပြီးဒီ Champions League နောက်ဆုံးရှင်းမှန်ခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်လည်းဒီ Parford ကို 1-0 ဆိုတဲ့ရလက်လေးနဲ့ပဲအိမ်ကွင်းမှာ clean sheet အနေနဲ့အနိုင်ရရှိထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျ။နောက်ပြီးဒီ Chelsea အတင်းနောက်ဆုံးရှင်းမှန်ခဲ့တဲ့9ပွဲကိုတွက်ကြည့်လိုက်တဲ့အချိန်မှာသူက4ပွဲတိတိအနိုင်ရရှိပြီးတရေပွဲလုံးဝမရှိဘဲနဲ့တပွဲတန်လေးရှုံးနေထားတာကျွန်တော်တွေ့ခဲ့ရတယ်။အဲ့ဒီရှုံးနေခဲ့တဲ့ပွဲစဉ်ကလည်းဒီခါရာဘောင်းဖလားဒီဆီမီဖိုင်နယ်ပထမအကျော့အနေနဲ့ဒီအာဆင်နယ်အတင်းကိုဒီ2-3ဆိုတဲ့ရလက်လေးနဲ့ပဲအပြန်လန်တွင်ဂိုးလေးတွေနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်တွေတပွဲတာတွေရှုံးနေခဲ့တာကျွန်တော်တွေ့ခဲ့တယ်ဗျ။ချန်ပီယံလိအမှတ်ပေးဆက်မှာရှင်းမှန်ခဲ့တဲ့9ပွဲမှာဆိုလဲသူတို့တိုက်စစ်ကတော့ဒီ14ဂိုးတိတိဂိုးသွင်းပြီးတော့ခန်းစစ်ကတော့9ဂိုးတန်လေးဂိုးပေးထားတာဖြစ်တဲ့အတွက်မလို့ Chelsea တင်းကတိုက်စစ်ပိုင်းမှာဆိုလဲပြောစရာမလိုအောင်တော်တော်လေးဂိုးသွင်းအားကောင်းပြီးတော့ခန်းစစ်ပိုင်းမှာဆိုလဲတော်တော်လေးချစ်လက်တဲ့အတင်းလို့ကျွန်တော်ကမြင်မိတယ်ပါတယ်ဗျ။နောက်ပြီးဒီနေ့တည်းရဆိုထိတဲ့တွေ့ဆုံမှုနှစ်ကြိမ်လာတွေ့ဆုံထားတာကိုကျွန်တော်တွေ့ခဲ့တယ်ဗျအဲ့ဒီနှစ်ကြိမ်ကလည်းဒီပြီးခဲ့တဲ့ရာဒီ UEFA Champions League အမှတ်ပေးဆက်မှာတွေ့ရင်ကိုယ့်အိမ်ကွင်းတွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်တယ် Chelsea ရဲ့အိမ်ကွင်းမှာ Chelsea ကအနိုင်ရရှိပြီးတော့ Napoli ရဲ့အိမ်ကွင်းမှာတော့ Napoli ကပြန်လည်ပြီးအနိုင်ရရှိထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျ Napoli တည်းရဆိုရင်ဒီနေ့ရာဒီမှာဒီမနစ်ကရာဒီတဲ့တော်တော်လေးကိုရလက်လေးစိုးရတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျဒီ Giant ဒီ Italy Super ဖလားကိုရရှိထားတယ်ဆိုပေမဲ့ဒီ Italy City အမှတ်ပေးဆက်မှာဒီ Champions League အမှတ်ပေးဆက်မှာတော်တော်လေးရလက်စိုးနေတဲ့တင်းကျွန်တော်ကမြင်မိတယ် Chelsea တက်တော့ဒီ England Premier League မှာလည်းရလက်လေးကောင်းတယ်လို့ဒီ Champions League မှာပါတော်တော်လေးရလက်ကောင်းနေတဲ့တင်းဖြစ်တယ်ဗျနောက်ပြီးဒီနေ့တည်းရလူစင်းကိုကြည့်လိုက်တဲ့အချိန်မှာဆို Chelsea တည်းကတော်တော်လေးလူစင်းရ strong ဖြစ်နေပြီးတော့ဒီ Napoli တင်းမှာဆိုရင်တော့
ဒဏ်ရာကစားသမားလေးတော်တော်များနေအောင်ကျွန်တော်တွေ့ခဲ့ရတယ်ဒီနာပိုလီတင်းမှာဆိုအဓိကသူတို့ဂိုးသမားလည်းမပါဝင်နိုင်ဘူးဒီကွင်းလယ်ဖန်တီးခြင်းဒီဘလိုင်းတို့ပါမပါဝင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခန်းစစ်ကွင်းလယ်ပိုင်းမှာလည်းတော်တော်လေးအားနည်းချက်ရှိပြီးဂိုးသမားကလည်းအပြောင်းလဲဖြစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညပွဲစဉ်လေးမှာသူကဒီချက်စီတင်းကိုကောင်းကောင်းလေးရှင်းမဲ့တွားနိုင်လိမ့်မယ်လို့တော့ကျွန်တော်ကမမြင်ဘူးဗျချက်စီတင်းရဆိုလဲဒီချန်ပီယံလိအမှတ်ပေးစရာဒီ1-8ဝင်တဲ့တင်းရတာ16တင်းအရှင်းကိုတိုက်ရိုက်တက်လန်းတော့မှဖြစ်ပြီးတော့ဒီအင်ရှင်နာမိုလီတင်းရဒီချန်ပီယံလိအမှတ်ပေးစရာမှာအဆင့်25နေရာမှာရပ်တည်နေရဆိုပေမဲ့ဒီ play-off အဆင့်ကိုတက်လန်းဖို့ကလည်းဒီနေ့ညပွဲစဉ်မှာချက်စီကိုအနိုင်ရထွက်ပေါ်မှာတာလေ play-off အဆင့်ကိုတိုက်ရိုက်တက်လန်းတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီချန်ပီယံလိအမှတ်ပေးစရာမှာဆိုတော့ဒီနာပိုလီကတော့ဒီနေ့ညမှာပဲဒီချက်စီကိုရှုံးနေခဲ့ပြီးတော့ play-off အဆင့်ကိုကနေ play-off အဆင့်ကိုမတက်လန်းနိုင်တော့ဘူးလို့ကျွန်တော်ကမြင်မိပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ချက်စီအတင်းကလည်းဒီ1-8အဆင့်ကိုဝင်ဖို့အတွက်ဒီညပွဲစဉ်လေးမှာမဖြစ်မနေဒီအကောင်းဆုံးပုံစံနဲ့ရှင်းမှန်သွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ဒီညပွဲစဉ်လေးမှာဒီချက်စီအကြောပေးမှုလေးကိုကျွန်တော်ကြိုက်နေတတ်တာဖြစ်တဲ့ကြောင့်မလို့ဒီချက်စီဘော်ဒီလို့ကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်အဲဒီဂိုးပေါင်းသီးလေးတွေဆိုတော့ဒီ3လုံးပြ80ကနေပြီးတော့ဒီ3လုံးပြ60ဆိုပြီးတော့ဒီဂိုးပေါင်းသီးလေးမတည်ငြိမ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညပွဲစဉ်လေးမှာဒီအင်ရှင်နာပိုလီတင်းကလည်းဒီအနေဆုံးတစ်ဂိုးလောက်တော့ဒီချက်စီကိုပြန်တွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ဒီညပွဲစဉ်လေးမှာဒီအပြန်လန်တွင်းဂိုးလေးတွေနဲ့ဂိုးများလိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်ဂိုးပေါင်းအပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဟုတ်ကဲ့ဒါကြောင့်မလို့ဒီညမှာရှင်းမှန်ကစားတော့မယ်ဒီချန်ပီယံလိround 8အနေနဲ့ရှင်းမှန်ကစားတော့မယ်ဒီနာပိုလီတင်းနဲ့ချက်စီတို့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီအဝေးကွင်းချက်စီဘော်ဒီလေးနဲ့အတူဒီဂိုးပေါင်းပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမိတ်ဆွေတို့အသွေးတူတဲ့အကြိုက်တွေစဉ်ဆော့ကစားလို့ရပါတယ်တကယ်လို့အသွေးမတူရင်ဘက်ကန်နိုင်ပါတယ်ဗျရလက်ကောင်းလေးတွေရရှိပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးလိုက်ပါတယ်ဗျနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတူတယောက်ရှိစီတိုင်းကိုကျွန်တော်ကလည်းကျေးဇူးအထူးတင်ရှိပါတယ်ပြောကြားနေပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ